Hello မင်္ဂလာပါဒေါက်တာထက်ပါဒီနေ့ဘာအကြောင်းပြပြနေလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများမှာဖြစ်နေတဲ့အကြောင်းအရာတစ်ခုပေါ့နော်တခုခုကိုစပြီးလောက်တော့မယ်လို့စဉ်းစားတယ်ဥပမာ gym သွားမယ်စဉ်းစားတယ်မသွားဖြစ်ဘူးမေ့သွားတယ်စာဖတ်မယ်လို့စဉ်းစားတယ်ဒါပေမဲ့စာမဖတ်ဖြစ်ဘူးမေ့သွားတယ်နေ့ဆိုရင်ကျွန်တော်ရေတစ်ခွက်ကိုကောင်းကောင်းတောက်မယ်ရေကိုအဝအောင်တောက်မယ်ရေကိုပြေးဝအောင်တောက်မယ်လို့ကျွန်တော်စဉ်းစားတယ်ဒါပေမဲ့မတောက်ဖြစ်လိုက်ဘူးပေါ့နော်မေ့သွားတယ်ဆိုတော့အဲ့ဒီကပြဿနာကိုဘယ်လိုဖြေရှင်းမလဲပေါ့ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းရှိပါတယ်အဲ့နည်းလမ်းပါလဲဆိုရင်ကျွန်တော်တို့ Atomic Habits ဆိုတဲ့စာအုပ်ထဲမှာပါတယ် Habit Stacking လို့ခေါ်တယ် habit တွေလို့ခေါ်တယ်အကျင့်တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီးတော့တွားတဲ့နည်းလမ်းနဲ့ဖြည့်ရှင်းလို့ရတယ်ဘယ်လိုချိတ်ဆက်မလဲဆိုရင်ဥပမာဆိုပါတော့ကျွန်တော်တို့ရေတောက်မနေ့ဆိုရင်ရေအိပ်ရထားတယ်ကျွန်တော်ရေမတောက်ဖြစ်ဘူးပေါ့အဲ့တော့မနေ့အိပ်ရထားတဲ့အချိန်မှာကျွန်တော်တွားတိုက်ပဲတွားတိုက်ပြီးတာနဲ့တွားတိုက်တယ်ဆိုတော့ကျွန်တော်မနေ့အိပ်ရထားတဲ့ auto ကျွန်တော်လုပ်တဲ့အလေးကျင့်ပေါ့နော်တွားတိုက်တယ်တွားတိုက်ပြီးရတယ်ဘေးမှာရေခွက်တစ်ခွက်ကိုကောက်ပြီးတော့တောက်လိုက်ဒါဆိုရင် habit နဲ့ကိုချိတ်လိုက်တာပေါ့နော်အဲ့လိုပဲကျွန်တော်တို့အပြင်ကပြန်လာတယ် gym သွားရမယ်အဲ့တော့ gym သွားဖို့ကျွန်တော်တို့ကဟိုအကြောင်းပြဒီအကြောင်းပြဖြစ်နေမယ်စားအပြင်ကပြန်လာတယ်ကျွန်တော် gym ဝယ်စားကိုကောက်ပြီးလဲလိုက်မယ်gym ဖက်နှက်ကိုကောက်ပြီးစီးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က habit နဲ့ကိုချိတ်လိုက်တာပေါ့လုပ်နေကြကျွန်တော်ဝယ်စားလဲတယ်ဆိုတဲ့ habit နဲ့ gym ကိုသွားဖို့ဆိုတယ်ကိုချိတ်လိုက်တာမျိုးပေါ့နော်အဲ့လိုပဲစာအုပ်ဖတ်တယ်ပေါ့နော်စာအုပ်ဖတ်ဖို့ကျွန်တော်တို့ကဟိုရွှေဒီချင်းရွှေဖြစ်နေတယ်အဲ့လိုဖြစ်နေရင်ကျွန်တော်တို့ကဘာလုပ်မလဲဟုတ်ပြီသမင်းစားပြီးသွားပြီးတခုလုပ်ပြီးသွားပြီးသမင်းစားပြီးသွားပြီးနားတော့မဲ့ချိန်မှာငါမနာသေးဘူးစာအုပ်ဟို3မိနစ်လောက်ခက်လိုက်မယ်ဖတ်ပြီးတော့မှ Facebook သုံးမယ်ဒါမျိုးပေါ့နော်ကိုလုံးနေကြအလုပ်တစ်ခုနဲ့အကျင့်တစ်ခုနဲ့နောက်ထပ်အကျင့်တစ်ခုကိုပေါင်းလိုက်တာတွဲပြီးတော့ habit stacking လို့ခေါ်တယ်ဥပမာ Facebook သုံးမယ် social media သုံးပြတာများနေတယ်အဲဒါဆိုရင်ကျွန်တော်တို့ phone ကိုကောက်ကန်လိုက်တာနဲ့စာဖွင့်တဲ့အခါမှာဖုန်းကိုဖွင့်ပြီးတဲ့အခါမှာ Facebook ကိုမနေဘဲနဲ့ကျွန်တော်က Duolingo ကိုတွားပြီးတော့ကျွန်တော်9 print လောက်ဆော်လိုက်တာမျိုးနောက်မှ vocabulary 9ခုလောက်ပေါက်ကျလိုက်တာမျိုးပေါ့ပြီးတော့မှ Facebook သုံးမယ်ဆိုတော့လူလေးလုပ်ဖြစ်ခြင်းအပြင်ကျွန်တော်တို့ကကျွန်တော်မလုပ်ဖြစ်နေတဲ့အလေးကျင့်တွေအလေးကျင့်ကောင်းတွေကျွန်တော်တို့ဆက်ပြီးတော့ပြိုးထောင်ရမယ့်လေ့ကျင့်ကောင်းတွေကိုကျွန်တော်လုပ်နေကြလုပ်နေတွဲလိုက်တာကို habit stacking လို့ခေါ်ပါတယ်ဆိုတော့ကဲ comment မှာလည်းမှတ်ခဲ့ပေးကြအောင်ကျွန်တော်တို့ရေးရမှာပါလဲဆိုတော့ငါဘာလုပ်ပြီးရင်ဆိုရဲကျွန်တော်ဘာလုပ်ပြီးရင်ဆိုတာကျွန်တော်အကျင့်ဟောင်းပေါ့နော်လုပ်နေကြလေ့ကျင့်ဟောင်းပြီးရင်ကျွန်တော်တို့အတွက်ပိုကောင်းမယ်လေ့ကျင့်တစ်ခုဖြစ်တဲ့ဘာလုပ်မယ်ဆိုတာလေးရေးခဲ့ရအောင် comment မှာရေးပေးခဲ့ပါအောင်ငါဘာလုပ်ပြီးရင်ငါဘာလုပ်မယ်ဆိုတာရေးခဲ့ပြပါအောင်ကျေးဇူးတင်ပါတယ်ဒါကို habit stacking လို့ခေါ်ပါတယ်ဒီလိုမျိုး tips တွေအတွက်ကျွန်တော်ရဲ့ channel လေးကို like follow share လေးလုပ်ပေးနိုင်ပါတယ်ကျေးဇူးပါ